ကိုရိုင်းလောက်ပါလားသူများကိုလောက်ခိုင်းပါလားသမင်းညက်ဆိုင်သွားရင်ကိုရိုင်းညက်လားသူများကိုညက်ခိုင်းတာလားဒီလိုမျိုးကိုရိုင်းမလုပ်တဲ့ကိစ္စတွေဘာသူကိုပတ်စံပေးပြီးလောက်ခိုင်းတာဖြစ်ဖြစ်အကူအညီတောင်းပြီးလောက်ခိုင်းတာပဲဖြစ်ဖြစ်ဒီလိုမျိုးသူများကိုလောက်ခိုင်းတဲ့ကိစ္စတွေမှာဆိုရင်တော့ဒီ pattern ကိုသုံးပါမယ် pattern လေးကတော့ have or get plus something plus past participle ဒီမှာ have အစား get ကိုသုံးလို့ရပါတယ်ပြီးရင်ဒီမှာကိုလို့စေချင်တဲ့တစ်ခုခုပြီးသွားလို့ရှိရင် past participle ကတော့အလွယ်ပြောလို့ရှိရင် verb 3ကိုပြောတာပါဒါဆိုရင်တော့အခုရေးထားတဲ့စာကြောင်းနှစ်ကြောင်းကိုနှိုင်းယှဉ်လေ့လာကြည့်ကြရအောင်နော်ပထမစာကြောင်းက I cut my hair at V47 yesterday I had my hair cut at V47 yesterday အဲ့နှစ်ခုကအတူတူပဲလားဘယ်အားမှန်လဲဒါဆိုရင်ပထမစာကြောင်းကတော့မနေ့က V47 သွားပြီးတော့ကိုယ်စပင်ကိုညှက်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်တော့ဒုတိယစာကြောင်းကတော့ V47 မှာသပင်သွားညှက်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။သပင်ညှက်ဆိုင်ရောက်မှာတော့ကိုယ်တိုင်မညှက်ဘူး။ဒီက hair stylist ကိုညှက်ခိုင်းမယ်ဒီလိုပုံစံဖြစ်ပါတယ်။ဒါဆိုရင်ဒီစာကြောင်းကမှားပြီးတော့ဒုတိယစာကြောင်းကမှန်တာဖြစ်ပါတယ်။တကယ်လို့ဒီမှာ V47 မပါဘူးဆိုလို့ရှိရင်တော့ I cut my hair ကိုသုံးလို့ရပါတယ်။ကိုယ်တိုင်ညှက်တဲ့ကိစ္စတွေမှာတော့သုံးလို့ရပါတယ်။ဒီမှာဆိုင်ပါတဲ့အတွက်ကြောင့်ဒီဆိုင်ကိုသွားညှက်မှာဖြစ်တဲ့အတွက်ကြောင့်ဒုတိယစာကြောင်းကတော့ဒီ had plus something plus past participle ပုံစံကအမှန်ဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်အခုနမူနာရေးထားတဲ့စာကြောင်းလေးတွေကို English လိုပြင်ရေးကြည့်ကြရအောင်နော်ငါတက်တူးထိုးချင်တယ်ဒါဆိုလို့ရှိရင်တက်တူးဆရာစီမှာသွားထိုးရမှာဖြစ်ပါတယ်အဲ့တော့ဒါကိုယ်တိုင်လုပ်လို့မရတဲ့ကိစ္စပါဒါဆိုရင်တော့ဒီ pattern ကိုသုံးပါမယ်ထိုးချင်တယ်လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့် want to နဲ့စပါမယ် I want to ဒီနေရာမှာ have သုံးလို့ရတယ် get သုံးလို့ရတယ်စိတ်ဓာတ်တစ်ခုခုကိုသုံးလို့ရပါတယ်တက်တူးဖြစ်တဲ့အတွက်ကြောင့် a tattooထိုးတယ်ဒါဆိုလို့ရှိရင်တော့ do နဲ့သုံးပါတယ်ဒီမှာဒီ past participle ပုံစံဖြစ်တဲ့အတွက်ကြောင့် do ရဲ့ past participle ကတော့ done မှာဒါဆိုရင် tattoo ထိုးချင်တယ် I want to get a tattoo done ဒါမှမဟုတ်ရင် I want to have a tattoo done ဒီလိုသုံးနိုင်ပါတယ်နောက်ထပ်စာကြောင်းကတော့မနက်ဖြန်ငါအိမ်ကိုစေးသုံးမယ်ဒါဆိုရင်တယောက်ယောက်ကိုစေးသုံးခိုင်းစေချင်တဲ့ပုံစံနဲ့သုံးမှာဖြစ်ပါတယ်ကိုယ်တိုင်သုံးမှာမဟုတ်ပါဘူးဒါဆိုလို့ရှိရင်တော့ဒီ pattern ကိုသုံးပါမယ်မနက်ဖြန်ဖြစ်တဲ့အတွက်ကြောင့် tomorrow ကိုအစမှရေးလို့ရသလိုအဆုံးမှထည့်လို့ရပါတယ် I မနက်ဖြန်ဖြစ်တဲ့အတွက်ကြောင့်ဒါဒီ future tense ဖြစ်ပါတယ် future ကိုမှသိချတဲ့ future ကိုကျွန်မဒီမှာသုံးပါမယ်ဒါဆိုရင်တော့ I am getting ing ပုံစံနဲ့သုံးလိုက်ပါမယ် I'm getting ငါအိမ်ဆိုတော့ my house စေးသုံးမယ်သူများကိုသုံးခိုင်းတာဖြစ်တဲ့အတွက်ကြောင့် paint ဒါကို past participle ပုံစံပြောင်းလိုက်လို့ရှိရင်ed ထည့်လိုက်ပါမယ် painted မနက်ဖြန်ဆိုတော့ tomorrow I'm getting my house painted tomorrow ဒါမှမဟုတ်ရင် have ကိုအစားထိုးပြီးတော့ I'm having my house painted tomorrow ဒီလိုနဲ့သုံးနိုင်ပါတယ်ဒါဆိုရင်နောက်ဆုံးစာကြောင်းလေးကိုပြန်ရေးကြည့်အောင်နော်စူဇန်ပြီးခဲ့တဲ့လတော့ငါသပင်းဆေးဆုပ်ခဲ့တယ်ဒီမှာသူကိုယ်တိုင်ဆေးဆုပ်တာကိုပြောတာမဟုတ်ဘဲနဲ့တယောက်ယောက်ကိုဆေးဆုပ်ခိုင်းတယ်ဆိုင်မှာဆေးသွားဆိုတယ်ဒီလိုပုံစံနဲ့ရေးမှာပါဒါဆိုရင်တော့လုပ်တဲ့သူ subject က Susanခဲ့တယ်ဆိုတော့ဒါဒီ past tense ဖြစ်ပါတယ်အဲ့တော့ have or get ကို past tense ပုံစံနဲ့သုံးပါမယ် had ဒါမှမဟုတ်ရင် got သပင်းဆိုတော့ her hair ဆေးဆိုတာကတော့ dye ထိုင်းပါဒီမှာ participle သုံးမှာဖြစ်တဲ့အတွက်ကြောင့်ဒီထည့်လိုက်ပါတယ်ပြီးခဲ့တဲ့လဆိုတော့ last month ဒါဆိုရင် Susan had her hair dyed last month ဒါမှမဟုတ်ရင် Susan got her hair dyed last month ဒါဆိုရင်တော့ဒီနမူနာစာကြောင်းလေးတွေကိုဘာသာပြန်ပြီးတော့ရေးကြည့်ကြရအောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်